အာဆင်နယ်ကစားပုံအပေါ်ပြင်းထန်စွာဝေဖန်ခဲ့တယ်လို့ချက်ချင်းဆိုတော့အိမ်ကွင်းမှာနောက်ထပ်တစ်ချိန်တွေးလိုက်ချင်တယ်ဆိုတဲ့ဘိုင်ယန်အသင်းသားများပြည်သူများဝဲမိလာများချန်ပီယံလိပွဲစဉ်ကမှာပွဲကြီးပွဲကောင်းဖြစ်အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တို့ရှင်ပြိုင်ခဲ့ပြီးအာဆင်နယ်တို့3ဂိုးတဂိုးနဲ့နိုင်ခဲ့ပါတယ်ဒီလိုချိန်တွေကြောင့်ဘိုင်ယန်မြူနစ်ရဲ့ပြိုင်ပွဲဆောင်ရှုံးပွဲမရှိဆိုတဲ့စံချိန်တင်အကျိုးပြတ်ခဲ့ရပြီးဘိုင်ယန်မြူနစ်တို့မခံချိမခံသာဖြစ်နေခဲ့ရပါတယ်ဒီပေါ်မှာဘိုင်ယန်မြူနစ်အသင်းရဲ့နီးပြကော်မတီနဲ့ကစားသမားတွေဖြစ်ကြတဲ့ Harry Kane, Kimmich နဲ့ကိုသမားနူအာတို့ကသူတို့ရဲ့အမြင်နဲ့အာဆင်နယ်အသင်းရဲ့ကစားပုံကိုဝေဖန်ခဲ့ကြပါတယ်ဒီစကားတွေနဲ့ပတ်သက်ပြီးဘာတွေများပြောထားကြတယ်လဲကြည့်လိုက်ရအောင်ပါပရောင်းဆောင်တစ်ခုကတော့နီးပြကော်မတီနဲ့တိုက်စစ်မှုဟယ်ရီကိန်းတို့ကအာဆင်နယ်အသင်းနဲ့ကန်လို့ရမယ်ဆိုရင်ချက်ချင်းဆိုတော့အိမ်ကွင်းမှာပြန်ကန်လိုက်ချင်ပါတယ်ဒီပြောစကားတွေကသူတို့တကယ်ကြီးပြောခဲ့ကြတာလားပထမဆုံးတစ်ခုကနီးပြကော်မတီကပြီးခဲ့တဲ့ press မှာအာဆင်နယ်တို့ဒီပွဲအနိုင်နဲ့ထိုက်တန်ခဲ့ပြီးဒီပွဲစဉ်ကိုသာပြန်ကန်လို့ရရင်နောက်ထပ်တစ်ချိန်ချက်ချင်းပြန်ကန်လိုက်ချင်ပါတယ်ဆိုပြီးတော့စနောက်ပြောခဲ့တာပါဒါအပြင်စပါးမှာရှိစဉ်ကလေးကအာဆင်နယ်နဲ့တွေ့တိုင်းဂိုးသွင်းနေရှိတဲ့တိုက်စစ်မှုဟယ်ရီကိန်းကအာဆင်နယ်နဲ့ပွဲမတိုင်မီပရီးမီးယားလိကရေလိုပြိုင်ဆိုင်မှုပြင်းထန်ခြင်းမရှိတော့ပါဘူးပွင့်လင်းစွာပြောရရင်ပရီးမီးယားလိကပြင်းစရာကောင်းတယ်လို့ပဲဆိုခဲ့တာပါဟယ်ရီကိန်းကအာဆင်နယ်နဲ့တွေ့ဆုံချိန်မှာတော့အာဆင်နယ်နောက်တန်းရဲ့ထိန်းချုပ်မှုအောက်မှာပျောက်ဆုံးခဲ့ရပြီးဘာဆိုဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ပါဘူးနောက်ထပ်တူကတော့ကိုသမားနူအာပါနူအာကတော့သူကြုံခဲ့ရတဲ့အရာတွေကိုထောက်ပြခဲ့ပြီးအာဆင်နယ်ရဲ့အလွတ်တေကန်ဘောတွေကအတော်လေးကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်သူတို့တေကန်ဘောရတဲ့အနေထားကပနတီကန်ရတယ်လို့ပါပဲသူတို့ကန်တင်လိုက်တဲ့ဘောလုံးတိုင်းမှာကျွန်တော်အနေနဲ့အခက်တွေ့ခဲ့ရပါတယ်လို့နူအာကပြောကြားခဲ့တာပါကိုသမားနူအာကတော့အာဆင်နယ်ကစားပုံကိုဝေဖန်ခြင်းမရှိဘဲအလွတ်တေကန်ဘောတွေကဘလောက်တောင်ကြောက်စရာကောင်းတယ်ဆိုတာပြောကြားခဲ့တာပါနောက်ဆုံးလူကတော့ Kimmich ပါ Kimmich ကတော့ဘိုင်ယန်မြူနစ်ကစားသမားတွေကအာဆင်နယ်ကိုပြင်းထန်ဆုံးဝေဖန်ခဲ့တဲ့သူတူပါ Kimmich ရဲ့ပြောစကားတွေမှာတော့အာဆင်နယ်ကိုရှုံးနေခဲ့တာကိုလက်ခံပါတယ်ဒါပေမဲ့ဒီဟာဒီဘိုင်ယန်မြူနစ်ရဲ့အကောင်းဆုံးပွဲစဉ်ကအာဆင်နယ်နဲ့ပွဲစဉ်မဟုတ်ပဲ PSG နဲ့ကစားခဲ့တဲ့ပွဲစဉ်လို့ဆိုပါတယ် PSG နဲ့ပွဲစဉ်ဟာနှစ်သင်းစလုံးကစားကွက်ကနေသွင်းကိုရှာဖွေခဲ့ကြတဲ့ကစားပုံကအတော်လေးကိုစိတ်လှုပ်ရှားဖို့ကောင်းပြီးကြီးလို့လည်းကောင်းခဲ့ပါတယ်အာဆင်နယ်နဲ့ပွဲစဉ်မှာတော့အာဆင်နယ်တို့ကမြေကြီးပေါ်မှာဘောလုံးမကစားဘဲတေကန်ဘောတွေကိုအားပြုကစားခဲ့ပါတယ်လက်ပြဘောတိုင်းကိုလည်းပယ်နတီစီးတဲ့ပြည့်ထည့်ပြီးဂိုးရဖို့ကြိုးစားခဲ့ပါတယ်ဒီတော့အာဆင်နယ်လိုအသင်းကြီးတစ်သင်းရဲ့သွင်းကိုရရှိဖို့ကြိုးစားမှုကအရန်ကြီးအားကောင်းမနေဘူးဆိုပြီးတော့ဆိုခဲ့ပါတယ်နေလကွန်နီအပါဝင်ကစားမ3ဦးစလုံးကတော့အာဆင်နယ်ဒီယာဒီချန်ပီယံလိနောက်အဆင့်တွေမှာတွဲဆုံခြင်းနဲ့ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တို့နောက်တစ်ချိန်ဆက်လက်တွဲဆုံမလားဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံစည်းကြပါမယ်